ဇလန်းလေးမစခင်ကျွန်တော်တို့ channel လေးကိုအပေါင်းလေးနှိပ်ခဲ့ပေးပါဦးလူတစ်ယောက်ဟာမိဘပေါ်ထားတဲ့မေတ္တာနဲ့အသက်တောင်စွန့်နိုင်မလားဒါကတော့ဇက်ကြီးဆယ်ပွဲတဲကအလွန်ထိရှားတဲ့ဇက်တော်တစ်ပုဒ်ဖြစ်တဲ့သူဝနတမဇက်တော်ရဲ့အစပဲသူဝနတမဟာယသိမိဘနှစ်ပါးကိုအလွန်ယိုသေးတဲ့သားကောင်းတစ်ယောက်သူမိဘနှစ်ပါးကမျက်စိမမြင်ကြဘူးဒါကြောင့်သူဝနတမဟာနေ့တိုင်းတော်ရဲသွားပြီးရေခက်တတိရှာမိဘကိုကျွေးမွေးဆောင်ရှောက်နေခဲ့တယ်သူ့ရဲ့စိတ်ထားကအလွန်နူးညံ့ပြီးတော်ရဲကတဝါရီတောင်သူ့ကိုချစ်ခင်ကြတယ်တနေ့မှာတော့ဘရင်တစ်ပါးဟာတော်ထဲမှာအမဲလိုက်ထွက်လာခဲ့တယ်အဝေးကနေရေခက်နေတဲ့သူဝနတမကိုမြင်တော့တမင်လို့ထင်ပြီးညားနဲ့ပြစ်လိုက်တယ်ညားကသူဝနတမရဲ့ခန္ဓာကိုယ်ကိုထိသွားခဲ့တယ်သူဝနတမဟာမြေကြီးပေါ်လဲကျသွားပေမဲ့သူစိုးရိမ်တာကသူ့အသက်မဟုတ်ဘူးကျွန်တော်မိဘနှစ်ပါးဘသူကကျွေးမွေးတော့မလဲဆိုတာပဲဘရင်ဟာအရန်တောင်တရသွားပြီးသူဝနတမကိုကယ်ဖို့ကြိုးစားခဲ့တယ်အဲ့ဒီအချိန်မှာသူဝနတမရဲ့မိဘတွေဟာတားပြောင်းနေလို့စိတ်ပူပြီးငိုကြွေးနေကြတယ်နောက်ဆုံးမှာတော့သူဝနတမရဲ့မေတ္တာသစ္စာနဲ့မိဘပေါ်ထားတဲ့စိတ်ကောင်းကြောင့်အံ့ဩဖွယ်အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့တယ်သူပြန်လဲအသက်ရှင်လာပြီးမိဘနှစ်ပါးရဲ့မျက်စိလည်းပြန်မြင်လာခဲ့တယ်ဒီဇက်တော်ကသင်ပေးတာကမိဘကျေးဇူးကိုတည်တတ်တဲ့သူရဲ့မေတ္တာဟာအကြီးမားဆုံးကုသိုလ်တစ်ခုဖြစ်တယ်ဆိုတာပါ